လောကကြီးကအမြဲတမ်းရုပ်လျော့နေတယ်နော်ရောင်ရဲမှုမရှိဘူးလိုချင်မှုရခြင်းမှုရဲ့ကြေးကျွန်ဖြစ်နေတယ်တဲ့ကိုလွတ်လပ်တယ်လို့မထင်နဲ့ပေါ့နော်ကိုယ်စီမံအုပ်ချုပ်နေတဲ့ကိုယ့်ရဲ့အရှင်သခင်ရှိတယ်အဲ့ဒါပဲဆိုတော့လောဘပေါ့နော်အမျိုးမျိုးအကြောင်းတရားတွေကိုပြပြီးတော့လိုချင်နေရတာတွေမရှိဘူးလားနော်လောဘကအကြောင်းပြချက်ရှားတဲ့နေရာမှာသူ့လောက်တော်တဲ့အရာရှိမယ်မထင်ဘူးနော်တဘာဝကိုကြားတယ်လို့ကိုထင်သွားတာလိုချင်နေရတာရချင်နေရတာတဘာဝကြားတယ်မလိုချင်လို့မရချင်လို့ဘယ်နဲ့လုံးမှာတော့အဲ့ဒီဘက်ကိုသွားကုန်သွားတတ်ဘူးနော်မလိုချင်နဲ့မရချင်တဲ့ဘက်ကိုသွားကုန်မသွားတတ်ဘူးလိုချင်မှုရချင်မှုလမ်းကြောင်းမှာပဲအမြဲတမ်းရှိနေဟုတ်တယ်မဟုတ်လားနော်အကြောင်းပြချက်အမျိုးမျိုးပြပြီးတော့ငါရမှဖြစ်မှာအဲ့ဒီစိတ်မရှိဘူးလားရှိတယ်အဲ့ဒီစိတ်ရဲ့